အောက်ကပေါ့ငွေတုံးကဖြစ်4 ယောက်လား5 ယောက်လားတပြိုင်တည်းမဟုတ်ပါဘူးကျမငငယ်လေးတဲ့6တာဟုတ်လားဟုတ်ကြီးမမိမလို့ဝတ်တာမဟုတ်ခလီလေးက6ကလေးမတိတဲ့စရွယ်ကလေးကရေချိုးပေးပြီးလို့ရှိရင်နှကန်းဒီဆိုခေါင်းဝင်ဝတ်ပေးမှစုကနေတာမလုတ်ပေးဘူးဆိုရင်ဖုံနဲ့လူပြလိုက်ပါကျမ4 တန်းနှစ်ကလေးကကျမကြိုက်တဲ့ကောင်လေးရှိတယ်4 တန်းကလေးကဒီတငယ်ချင်းတွေဖြစ်ရှိတော့မှာအဲ့ဒါကတော့ကြိုက်ရလားမကြိုက်ရလားနားမလဲဘူးပေါ့နော်ကျမချစ်တာပေါ့ရှင်ရုပ်ကလေးချော်တော့အဲ့ဒါပါငယ်ငယ်လေးကနန်းငယ်တာကျမဘဝမှာယောက်ျားလို့နေရတဲ့အချိန်ဆိုတစ်ချိန်မှမရှိခဲ့ဘူးချစ်ကြတာပေါ့နော်အဖေကလည်းလက်ခံတယ်အမေကလည်းဘာမှမပြောအကိုတယောက်ပဲကျမဘဝကြီးကတိတ်ပြီးခက်ခက်ခဲခဲဖြတ်တန်းခဲ့ရဆိုတိတ်မရှိခါရသည်ဆိုရယ် reality show လေးပါရှင်ဟုတ်တမက်ခေါင်းဆောင်အဖွဲခေါင်းဆောင်ပေါ့ဟုတ်ဘူး reality show ဆိုတာ game တွေဆော့မယ်တကြံထိရောက်သွားမယ်show တစ်ခုပေါ့ game တွေဆော့ကြမှာပေါ့အဲ့ဒါရိုက်နေမှတ edit လုပ်ပြီးတော့နောက်အပတ်တွေဆိုပြတော့မှာတောက်လျှောက်သွားတကြံထိမရိုက်ဒီနေ့မနေ့ဖြန်မှာစရိုက်မယ်ထင်တယ်ဟုတ်နောက်ထပ်ရတာတစ်မျိုးပဲဆိုတော့ပျော်သွားမှာပါနောက် show တစ်ခုကြံသေးတယ်အဲ့ဒါရက်တွေရွှေ့ထားလို့အနောက်ရောက်နေတာအမှန် तू ကအရင်ရိုက်ရမှာdirector မအားနေရနဲ့ရှိပါဦးအမကလေးချစ်တတ်ကိုကြီးဆောက်ပြတာပါဒီကလေးတွေမကြိုက်တတ်ပါဘူးအဲ့လိုနုနုရွရွလည်းမကြိုက်ဘူးကျမအဲ့လိုဟိုသိမလားအသားညွညွထောင်ထောင်မောင်မောင်အဲ့ဒါတွေပဲကြိုက်တယ်အဲ့လိုကိုယ့်ထက်လှနေမကြိုက်အဲ့လိုလည်းမဟုတ်ဘူးကပ်ပလီဒါကစားကျမမြန်မာဆန်နဲ့အဲ့ညွညွအနေအဝါပေါ့နော်အညာသားကိုကြိုက်တာအဲ့လိုမြို့သားပုံစံဖြူနုဥဖက်ကိုယ့်ထက်လှနေမကြိုက်ဘူးကိုကငကိုရဲ့ရုပ်ဆိုးမှဆိုတော့တွဲသွားသူ့ပဲလူမြင်ပါလေပြီးရင်ကိုယ့်ထက်အရန်လှနေစနိုက်ကြော်ခံမှလည်းကြောက်ဘူးခံရဘူးအောင်စနိုက်ကြော်ခံရလားဆိုတော့ကြီးစားဆိုလည်းမဲရမှာမရှိတာပဲသူကလာကြော်မှာတော့ကြွေတယ်အဲ့လိုဝေကနေပဲချစ်နေလိုက်တာပို့ပြီးတော့ဟိုစိတ်သက်သာရတယ်ပေါ့နော်မဲလီမှာပေါ့ဟုတ်ပါဘူးရုပ်ရှင်လောကရဲ့လူတွေမကြိုက်ပါပြင်လောကလူတွေပဲစင်ပြေတယ်ရုပ်ရှင်လောကသားချင်းချင်းကြတော့ကျမကချစ်မိတဝင်းတိုးတက်တော့လေစမပြေရှုပ်ပါတယ်မချစ်တာကောင်းတယ်ပြင်မဲရလုံးမချစ်နဲ့ကောင်းတယ်ဟိုချစ်နေရင်တွေးပြီးပူနေရတာအချိန်ကြီးတည်ရမလားအဲ့တော့မချစ်တာကောင်းတယ်မဆာဆူဆူမှာချစ်ပေမဲ့သူတွေများနေလို့ပေါ့5 ယောက်လောက်ဆိုကိုကြိုက်ကောင်းငိမ့်လိုက်တာမဲတောက်ပါဦးနားလေပြီးတော့ပဲချစ်ပေးတာကျမဘွားမှာယောက်ျားမိန်းမတွေတောင်မှเนาะဖောက်ပြန်ကြတာပွဲချပြဲချတရားပဲ LGBT life မှာလည်းအကြည့်တခြားတော့ဖြစ်နေမှမသိဘူးဖြစ်နေတဲ့သူတွေလည်းအများကြီးရှိပါတယ်မြင်တွေ့နေအားကြရပါတယ်သူတို့လည်းကျမတော့ဒီတိုင်းပဲနေရတာကြိုက်တယ်မထားချင်ဘူးစိတ်ရှုပ်ရလို့အောက်ကပေါ့ငွေတုံးကဖြစ်4 ယောက်လား5 ယောက်လားတပြိုင်တည်းမဟုတ်ပါဘူးကျမငငယ်လေးတဲ့6တာဟုတ်လားဟုတ်ကြီးမမိမလို့ဝတ်တာမဟုတ်ခလီလေးက6ကလေးမတိတဲ့စရွယ်ကလေးကရေချိုးပေးပြီးလို့ရှိရင်နှကန်းဒီဆိုခေါင်းဝင်ဝတ်ပေးမှစုကနေတာမလုတ်ပေးဘူးဆိုရင်ဖုံနဲ့လူပြလိုက်ပါကျမ4 တန်းနှစ်ကလေးကကျမကြိုက်တဲ့ကောင်လေးရှိတယ်4 တန်းကလေးကဒီတငယ်ချင်းတွေဖြစ်ရှိတော့မှာအဲ့ဒါကတော့ကြိုက်ရလားမကြိုက်ရလားနားမလဲဘူးပေါ့နော်ကျမချစ်တာပေါ့ရှင်ရုပ်ကလေးချော်တော့အဲ့ဒါပါငယ်ငယ်လေးကနန်းငယ်တာကျမဘဝမှာယောက်ျားလို့နေရတဲ့အချိန်ဆိုတစ်ချိန်မှမရှိခဲ့ဘူးချစ်ကြတာပေါ့နော်အဖေကလည်းလက်ခံတယ်အမေကလည်းဘာမှမပြောအကိုတယောက်ပဲကျမဘဝကြီးကတိတ်ပြီးခက်ခက်ခဲခဲဖြတ်တန်းခဲ့ရဆိုတိတ်မရှိ3 ယောက်အကိုတယောက်အမအကြီးဆုံးယောက်ျားလေး2 ယောက်ပေါ့မဟုတ်ဘူးယောက်ျားလေး1 ယောက်မိန်းကလေး1 ယောက်6 ကလေး1 ယောက်3 ယောက်လက်ခံပါတယ်အမေကတော့ဒီလိုပဲစူးစမ်းတာပေါ့ဘဝချင်းမှမတူကြတာအောင်နော်လက်တောင်တူရှင်မတူကြတဲ့ခါဆိုတော့စင်ပြေမနေဘူးလေဒါသူတို့လည်းပြောလို့မှသူကန်နဲ့ကိုကန်နဲ့တူမှမတူပါဘူးပြီးကြပါအောင်သူတို့အများကြီးနှံ့ပြီးကဲကြမှာပါလို့နော်ခါရသည်ဆိုရယ် reality show ကြီးကျူးမှလည်းလာမယ်နောက်ထပ် page တွေလည်းလာမှာမယ်တောက်လျှောက်လွှင့်မှာပါရှင်ဟုတ်